မင်္ဂလာပါညစီကွာစာဆောင်မနှုတ်ကိုဆက်တာပါရယ်နိုဝင်ဘာလ21ရက်2025ခုနှစ်တောက်ချာနေ့ထာဝရဘုရားသည်ချွတ်တော်မူသောသူကိုဆုံးမတော်မူတတ်၏မြင့်သက်တော်မူသောသားကိုတိုင်ခတ်တော်မူတတ်၏သုတ္တန်ချံခန့်ချီသောခန့်ငယ်7မှ7နှစ်ကောင်းရှင်ကချစ်လို့တခါကဓမ္မရေးရာပြဿနာကိုဗီဒီယိုရိုက်ကူးနေသောအခါတိုင်းမှာလိုအပ်သမျှကူညီပေးသောတခါလဲမင်းသားကြီးဝင်လုပ်ပေးသော16မှသီးအုပ်စီယာထူးဆောရှိတယောက်ဆိုင်ကယ်နှင့်ထော်လကြီးတိုက်၍ခြေထောက်ကွဲသွားသည်ဟုကြားရလေစိုးရိမ်သွားပါ၏သူအိမ်သို့ရောက်လေအလိုတန်မာသောဆရာကြီးသည်ခြေသလုံးဟတ်တက်ကွဲ၍6ချက်ချုပ်ထားရတော့လေထောနေနှင့်ရှောက်သွားကလူငယ်တင်နန်းကိုစီမံနေပါသည်သူကရေမောလျက်ဆရာမပူနဲ့ဆရာပဲနေကောင်းအောင်လို့ကျွန်တော်ဒီနေ့လဲခရစ်မတ်မင်းသားလုပ်အောင်မဲဟုပြောရသည်မကြာခင်ကမှဆရာသည်ဆိုင်ကယ်နှင့်ပွဲတော်ပေးရန်အသွားအိမ်ရှိမှရပ်ထားစဉ်ရေခဲချောင်းစပိန်ကသူ့ကိုဝင်တိုးမိပြန်၏ရေခဲချောင်းတဲ့စပိန်လဲရဈေးတွေကမထားတော့အယော်တောင်းလေ၏ဘလို့မှမတတ်နိုင်ငွေ1000ခွဲလျော်ပေးလေသည်ထိုအခါဈေးသည်သူ့စပိန်ကိုနေလျက်ပြန်သွားပါသည်ဆရာကြီးခမရဒေါသလဲထွက်ရဲလဲရဲချင်းပတ်စံလဲကုန်သူ့ကိုလည်းဆိုင်ကယ်လူချမ်းကြီးဟုအောင်းမေ့ကြရာအတော်ကလေးဆိတ်ရှုပ်သွားပါသည်လူတစ်ယောက်ကဆရာကန်နေပြီမတော်တဆတွေများနေပြီဟုတတိထားဟုပြောတော့သူကထား၍သွားပါသည်ဘာမှပြန်မပြောတော့ပါမသွားလေမဖြစ်တော့ဘူးလေတခါတရံတကယ်ပဲကျွန်တော်တို့ကကန်နေပါသလားသမကျန်းစာကတော့ဒီလိုမပြောထားပါယောဘဝတ္ထုတွင်ယောဘသည်တကယ်ကောင်းသည့်ပုံကိုများဖြစ်ပါသည်ဖျားသခင်ကိုချစ်၍အလိုတော်တိုင်းသက်ရှင်ပါသည်သို့သောဒုက္ခရှိရဲကိုကြီးစွာခံရပါသည်ဖျားရှင်ကစာရန်ကိုအခွင့်ပေး၍သူကိုစုံစမ်းခြင်းမှုပြုစေပါ၏ကျွန်တော်တို့ကြုံတွေ့ရသောခရီးချင်းများနှင့်မတော်စားမှုများသည်ကံနေမဟုတ်ပါယုံကြည်သူများအတွက်တွေ့ကြုံရသမျှသည်အမှုရာအလုံးသည်ဖျားရှင်၏သူသင်ခြင်းများသာဖြစ်ပါသည်ချစ်တော်မူသောသားကိုဆုံးမတော်မူပါသည်သို့သောစိုးရိမ်စရာမရှိပါကိုရောလုံမရှိလေစာငတ်တကောင်မှမြည်သူမကြပါမတော်တဆနာကျင်မှုတွေရှိနေပါစေအလိုတော်တိုင်းသက်ရှင်မှာအားလုံးဖျားသင်ကောင်းချီးပေးပါစေ